ပတ်စံကိုမထိမ့်သိမ့်တတ်ရင်ဒီလိုဖြစ်မယ်တင်သုံးသမျှပတ်စံတိုင်းကတင့်အနာဂတ်မှာဘာဖြစ်လာမလဲဆိုတာနဲ့ဓာတ်ရိုက်သက်ဆိုင်နေတာပါငွေ1000ကိုအလားဟတဖြုံးလိုက်တိုင်းအရေးပေါ်သုံးဖို့အတွက်ငွေတစ်ခုပျောက်သွားတယ်ဆိုတာကိုသိထားပါမိမိရဲ့ကိုယ်ပိုင်အိမ်ယာလေးနဲ့နေနိုင်ဖို့အတွက်အကွက်လေးတစ်ကွက်ပျောက်သွားတယ်စီးပွားရေးစတင်ဖို့အခွင့်အလမ်းတစ်ခုပျောက်သွားတယ်ပတ်စံထိန်းခြင်းဟာကန့်သက်ခြင်းမဟုတ်ပါလွတ်မြောက်ခြင်းပါစိတ်ဖိစီးမှုတွေကနေလွတ်မြောက်ခွင့်ပါအခုတော့မဝယ်နိုင်ဘူးလို့ပြောရတဲ့အခြေအနေကနေလွတ်မြောက်ခွင့်အရေးပေါ်အခြေအနေတွေမှာရွေးချယ်ပိုင်ခွင့်တွေကတင်းရဲ့ငွေကြေးအပေါ်စီစံဘယ်လောက်ရှိနဲ့သုံးနေတာလဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးစနစ်တကျသုံးစွဲတတ်ဖို့ဆိုရင်တင်းရဲ့လစာတစ်လဘယ်လောက်ဝင်လဲဘယ်လောက်ထွက်တယ်လဲဆိုတာကိုသိနေပါစေပြီးတော့ရည်မှန်းချက်ထားပါတင်မာအတွက်ငွေစုချင်တာလဲအိမ်ဝယ်ဖို့အတွက်လားခီးသွားခြင်းလို့လားအရေးပေါ်သုံးဖို့အတွက်လားစတဲ့အချက်တွေကိုသေချာသိနေပါစေနောက်ပြီးတော့မိမိလစာတွေကငွေတချို့ကိုပထမဆုံးမိမိကိုယ်ပေးချေပါလစာရတာနဲ့မိမိလစာတွေက10%လားဒါမှမဟုတ်20%ကိုချက်ချင်းစုထားလိုက်ပါနောက်ဆုံးတစ်ချက်ကတော့တစ်ခုခုကိုမဝယ်ခင်မှာသေချာစဉ်းစားပါလိုအပ်လို့ဝယ်တာလားဝယ်ချင်တိုင်းရှောက်ဝယ်နေတာလားဆိုတာမိမိကိုယ်အမြဲမေးပါတင်းရဲ့ငွေတွေဟာတင့်အနာဂတ်အတွက်ဘာဖြစ်လာမလဲဆိုတာကိုဆုံးဖြတ်ပါလိမ့်မယ်တင်ငွေကိုဘလို့သုံးသလဲဆိုတာကတင်ဘဝကိုတင်ပါလိုခြင်းလဲဆိုတာကိုပြောနေတာပါဒီနေ့တင်ချမှတ်လိုက်တဲ့သေးငယ်တဲ့ဆုံးဖြတ်ချက်တိုင်းဟာတင့်အနာဂတ်မှာတင်ဖြစ်လာမယ့်အခြေအနေတွေကိုဖန်တီးပေးနေပါတယ်ဒါကြောင့်ပတ်စံကိုမထိမ့်သိမ့်တတ်ဘူးဆိုရင်တင်မဆုံးရှုံးမလဲတင့်ရဲ့အနာဂတ်ကိုဆုံးရှုံးမယ်ဒါပေမဲ့ဒီနေ့စပြီးထိန်းချုပ်လိုက်ရင်တင်မာရမလဲတင့်ရဲ့စွမ်းအားတွေတင့်ရဲ့ငြိမ်းချမ်းမှုနဲ့တင့်ရဲ့တောက်ပလာမဲ့အနာဂတ်တွေကိုပိုင်ဆိုင်ရမှာပါ